အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ပေါ့နော်ဒီမကအိုရဲ့လာပါတဲ့နေရာလေးတွေကိုတငယ်ချင်းတွေကိုခေါ်သွားချင်ပါတယ်ကျွန်တော်လည်းလိုက်ကြည့်ကြရအောင်ပေါ့နော်ဒါတော့ကျွန်တော်အခုမတော်တော့ပေါ့နော်ကားစင်းနေတော့ပေါ့ကျွန်တော်ကားစင်းနေတော့မှကျွန်တော်လည်းတူတူသွားကြည့်ရအောင်ကျွန်တော်လာပါတဲ့နေရာလေးတွေပေါ့နော်အားလေးတွေကိုကျွန်တော်တပ်ပုံလည်းသွားရိုက်ချင်လို့ဘလော့လေးလည်းလုပ်ချင်လို့ပေါ့နော်ဒီဒါတော့အခုမှကျွန်တော်ခေးစားတင်လို့ထွက်လာတယ်ပေါ့နော်ဒါဒီနေရာလေးပေါ့နော်တော်တော်လေးလာတယ်ပေါ့နော်ဒီနေရာလေးတွေကတော်တော်လေးလာပါတယ်ဒီကြည့်လဲရှုပ်ခင်းလေးတွေလည်းရမ်းလာတယ်ပေါ့နော်ကျွန်တော်သွားချင်တဲ့နေရာကကျွန်တော်တို့အခုဟောပေါ့နော်မကဦးရဲ့ဝင်းပဲလေးကအရေးပန်းနဲ့လွတ်တဲ့နေရာကိုသွားကြည့်မှာပေါ့နော်ဒါကတော့အခုကျွန်တော်လမ်းမှာတွေ့တဲ့ဟာလေးတွေရှုပ်ခင်းကောင်းတဲ့ဟာလေးမြင်ကွင်းကောင်းတဲ့ဟာလေးတွေကိုကျွန်တော်ရိုက်ပြီးတော့တကယ်ချင်းကြည့်စီချင်လို့ပေါ့နော်မျိုးလေးညာချမ်းလေးဆိုတော်တော်လေးလာပါတယ်ပေါ့အဲဒါဆိုတော့ကျွန်တော်တို့အဲ့ပဲအခုဝန်ပဲလေးကိုကျွန်တော်တို့သွားကြည့်ကြအောင်ပေါ့နော်ဒါတော့တော်လေးလာပါတယ်ဒီနေရာလေးဆိုတော်တော်လေးလာတယ်ပေါ့နော်သူကဒါတော့ကျွန်တော်တရားပေါ်တော့နေပြီးတော့ရက်ထားတာပေါ့နော်ဒီကတပစ်တစ်ချက်ကကိုကာစီနိုကြီးပါပဲကာစီနိုနဲ့ဟိုတယ်တွေပေါ့နော်ကာစီနိုတွေဟိုတယ်တွေပေါ့နော်ဒါတော့မကောင်းမှရောက်နေရလို့ဆိုတော့သိမှာပေါ့နော်ဒါတော့အခုကျွန်တော်ရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့သူတို့ရဲ့အဲ့ဒီရေပန်းလွတ်တာမစသေးဘူးပေါ့နော်ကျွန်တော်ဒီရောက်ချင်းမဲ့ဒါလေးတွေကိုကြည့်ပြီးမှဟိုရိုက်ဒီရိုက်ပေါ့နော်ဟိုရိုက်ဒီရိုက်ပေါ့ရေပန်းစပြီဆိုမှကျွန်တော်ပြန်ရေးပေးပါမယ်စပြီပေါ့နော်ခါရေပန်းစပါပြီလို့သူဒီရေပန်းလှလေးပေါ့နော်ဒါလေးတော်တော်လေးလှတယ်ကျွန်တော်ဒါလေးကိုတော်တော်ဘယ်လိုလဲအားရအချိန်ဆိုတော့ကြည့်ဖြစ်တယ်ပေါ့နော်ဒီရေပန်းလေးတော်တော်လေးလှတယ်သူကဒီရေပန်းရတယ်သူက music အတိတ်အကျနေပေါ့နော်သူကလုပ်ထားတာတော်တော်လေးလဲမိုက်တယ်တော်တော်လေးလဲလှတယ်ပေါ့နော်ညအချိန်ဆိုသူကညတိုင်းဆိုတော့နာယူဝစ်ကိုတခါပဲသူကဒီဘက်လွတ်ပေးတယ်ပေါ့နော်သူကအမအပေါ်မှာကေဘယ်တွေလည်းစီးလို့ရတယ်လူတွေတော့အရန်တန်းစီနေလို့တစ်ခေါက်မှတော့သွားမစီဘူးဒီရေပန်းမဲ့တော့ကြည့်ရပေါ့နော်သူကတော်လေးလဲမိုက်တယ်သူ music ဒီလုံးကကြမ်းပြီဆိုရှင်သူရေပေါ်တွတ်လာတဲ့ဟာတွေလည်းတော်တော်လေးလှရပါတော့အဲ့လိုမျိုးကျွန်တော်ဒီအတွင်းထက်အတန်တော့မထည့်တော့ဘူးသူတို့အဲ့တဲ့အတန်ကိုကျွန်တော်အရင်တစ်ခေါက်ကပြီးလို့တင်ပူးရတော့ဒီ music ကတော့ copy ရဲ့အရင်ကြီးတွေကြောင့်ကျွန်တော်ဒီတစ်ခေါက်တော့လုံးဝအတန်တွေဖျောက်ပလိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီအတန်တွင်းထားပါတော့ပြီးတော့ကျွန်တော်ဒီအတန်လေးတော့ပါချင်တဲ့ကြောင့်မလို့ကျွန်တော်YouTube ထဲမှာပြန်စာပြီးတော့ copyright music လေးပြန်ထည့်ပေးမှာပါနော်ဒါလေးတော့တော်လာတယ်သူ music ကဒီမှာဖွင့်ထား music ကကောင်းတော့ကောင်းတာဒါပေမဲ့ကျွန်တော်တို့ copyright ညည်းတယ်ဆိုမှကျွန်တော်ဒီ music ကိုဖြောလိုက်တယ်ပေါ့နော်ဒါလေးကိုသိခံပြီးကြည့်ပေးလိုက်ပေါ့နော်ဒီဘန်းတော်တော်လာတယ်မကြည့်ပါနော်